ကပ်ပြတ်ထဲမှာဒီဘီကဘယ်လိုမျိုးအကျုံးဝင်လဲဆိုတာရယ်ပြီးတော့အခုပြပေးမယ့်ဗီဒီယိုမှာဘီနဲ့အညီကျွန်တော်တို့ကာရိုက်တာတွေဘယ်လိုမျိုးလှုပ်ရှားသွားလဲဆိုတာဘယ်လိုလုပ်ရလဲဆိုတာဒီဗီဒီယိုမှာပြပြပေးမှာဖြစ်ပါတယ်ခင်ဗျ။ကဲအဲ့ဒါဆိုတစ်ချက်တော့ကြည့်အခုဝိုင်းပြထားတဲ့ audio ရဲ့ဝင်မယ်နောက်ထပ်က extract ထဲကိုဝင်မယ်ပေါ့နော်အဲ့ထဲကိုရောက်သွားပြီဆိုလို့ရှိရင်ကိုကျန်းတဲ့ဗီဒီယိုတစ်ပုဒ်ကိုထည့်ရမှာဖြစ်ပါတယ်နောက်ခံသချင်းပေါ့ဗျာအဲ့လိုမျိုးထည့်ရမှာနောက်ထပ်ပြောချင်တာတစ်ခုကကြတော့ကိုလုံးမဲ့ဗီဒီယိုနဲ့ကိုလှုပ်ချင်တဲ့သချင်းနဲ့ကိုက်ညီမှုရှိအောင်အစကတည်းကသချင်းရွေးတဲ့အခါမှာတခြားလေးတစ်ခါလေးရွေးထားဖို့လိုတယ်တော်ရကြမှာသိမလားသချင်းယူပြီးကမှကိုကဘယ်နေရဘယ်လိုစတော့မသိဘူးဖြစ်မှာဆိုလို့ပေါ့နော်ကဲခုလိုမျိုးတချင်းယူပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ထောက်ပြထားတဲ့အထက်ကိုဝင်လိုက်ပါကဲဝင်ပြီးပြီဆိုလို့ရှိရင်အနောက်ကလေးကိုနည်းနည်းလောက်ဆွဲမယ်အခုကျွန်တော်ထောက်ပြထားတဲ့အဲ့ဒီ B နေရာကိုဝင်မှာပေါ့နော်အဲ့ဒီ B လေးကိုတစ်ချက်ဝင်လိုက်ပါအဲ့ဒီ B ထဲဝင်လိုက်ပြီဆိုတာနဲ့ auto generate လေးကိုတစ်ချက်နှိပ်လိုက်ရုံနဲ့ကျွန်တော်တို့ auto beat ပေါ့နော်သူကလည်းသူ B နေရာကိုတခါလေးထောက်ပေးပြီးသားဖြစ်သွားပြီပေါ့နော်ကိုကလိုက်ပြီးတော့ချိန်ပြီးတော့ထောက်ကြမလို့ဒါဆိုကျွန်တော်က professional မဟုတ်ဘူး beginner ဖြစ်တဲ့အတွက်ပေါ့နော်သူကလည်းသူ auto ထောက်ပေးထားတာဖြစ်ပါတယ် auto B လေးတခြားလေးချပေးထားတာပေါ့နော်အဲ့ဒီ asset လေးနေရာမှာကိုကလိုက်ပြီးချိန်နိုင်ရတယ်ပေါ့နော်အခုကျွန်တော်လုံးနေတဲ့ပုံစံကကြတော့တချင်းနဲ့ကိုလိုချင်တဲ့ပြီးနေရနဲ့ပေါ့နော်ကိုဝဲရဲ့ကာရီတာအဲ့လိုမျိုးကျွန်တော်ဥမာခေါင်းဆုံးညက်ထိပြီးတဲ့အချိန်မှာကိုစလုံးမှုချင်းထည့်တဲ့အချိန်မှာပေါ့နော်အဲ့လိုမျိုးလှုပ်ချင်တာဖြစ်တဲ့အတွက်ကြောင့်တချင်းကိုတော့တခြားလေးကွမ်းတော့ကိုပြန်ပြီးတော့ adjust ပြန်လုပ်လို့ရပါတယ်ပြန်ပြီးတော့ရှေ့တိုးနောက်ဆုပ်ပေါ့နော်ဖိပြီးတော့ပေါ့နော်အဲ့လိုမျိုးရွှေ့လို့ရတယ်ဗျအခုလှုပ်တဲ့ပုံစံကကြတော့ကျွန်တော်0.1 ထားပြီးတော့ဗောနော်အဲ့ဒီ B နေရာကိုအဲ့လိုမျိုးတစ်ဖြတ်ချင်းစီဗောနော်သူ့ရဲ့ B အတွင်းထဲမှာအဝါရောနှစ်ခုအတွင်းထဲမှာဗောနော်တစ်ဖြတ်ချင်းစီအဲ့လိုမျိုးလိုက်ပြီးတော့ထည့်ရတာဖြစ်ပါတယ်ဗျဒါကတော့မထည့်ရတဲ့သူတွေတခြားလေးပြန်ပြပေးတာဖြစ်ပါတယ်ကျွန်တော်အခုက0.1 ထားပြီးတော့ဗောနော်အဲ့လိုမျိုး space ချရတာဖြစ်တဲ့အတွက်ကြောင့်နည်းနည်းလေးခွာပြီးတော့ဗောနော်အဲ့လိုမျိုးspace ချရင်တော့ပို့ပြီးတော့ရုပ်ကလေးဖြုံလုံးပို့ကြွားပါဗျာ B နဲ့အညီပုံစံပြောင်းတာလဲပို့ပြီးတိတာဗောအဲ့လိုမျိုးတွေပါအခုလိုမျိုးအစိုးရကြည့်ပြီးရတဲ့အတွက်ကျေးဇူးများတင်ပါတယ်ခင်ဗျနောက်ထပ်ပေါ့နော်သိချင်တာရှိလို့ရှိရင်လည်းကျွန်တော် comment မှာမှတ်သွားလို့ရပါတယ်ကျွန်တော်သိတဲ့ဥစ္စာလေးကိုအတက်နဲ့တော့အများဆုံးပြန်ပြီးတော့ဖြည့်ပေးမှာဖြစ်ပါတယ်ခင်ဗျ